ကျွန်တော်မှာတော့ email မရှိဘူးကျွန်မမှာတော့ email မရှိဘူးဆိုတဲ့လူတွေအတွက် email ပမာလဲဆိုတာဖွင့်ပြပေးသွားမယ်နော်တကယ်တော့ email ဆိုတာဖုန်းဝယ်တဲ့ပါလာပြီးသားပဲနော် Google Play Store ကိုသုံးမယ်ဆိုတော့ email ရှိမှသုံးလို့ရတယ်အဲ့တော့ email ကဆိုင်ရဖွင့်ပေးလိုက်ပဲဒါမှမဟုတ်တကယ်ချင်းပြန်ဖွင့်ပေးလိုက်တယ်အဲ့ဒီ email ရှိမှပဲ Google Play Store ကိုသုံးလို့ရတယ်ပေါ့နော်Google ကိုအသုံးပြုလို့ရတယ်အဲ့တော့ email ဒီရှိကိုရှိတယ်တကယ်တော့ email ဆိုတာ email လို့ပြောလိုက်ရင်လူတွေကဘာမှမသိဖြစ်သွား email ဆိုတာတကယ်တော့ဒီဖုန်းထဲမှာ Gmail ပါတယ်မလားအဲ့ဒီ Gmail ဒီ email ပဲเนาะ Gmail နဲ့ email နဲ့အတူတူပဲemail နဲ့ Gmail နဲ့အတူတူပဲအဲဒါကြောင့်မို့ DB file ထဲမှာ Gmail ကိုဘာမှသွားရှာအောင်လဲဆိုတာပြပြပေးသွားမှာဖြစ်တယ်အဲဒါကြောင့်မို့ဗီဒီယိုလေးကိုဆုံးအောင်ကြည့်သွားလိုက်เนาะပထမဆုံးအနေနဲ့ Gmail ကိုသွားရမှာဖြစ်တယ်အဲ့တော့ Gmail ဘာမှရှိလဲဆိုတာတော့ဖုန်းတစ်လုံးနဲ့တစ်လုံးတော့ဘယ်လိုထားတဲ့နေရာမတူဘူးပေါ့နော်ကျွန်တော်ဖုန်းထဲမှာတော့ဒီနေရာမှာထားပေးတယ်နော်အပေါ်ဆုံးကအလယ်မှာပေါ့နော်ဒီမှာ M လို့ရေးထားတယ်ရောင်စုံလေးနဲ့ M လို့ရေးထားတယ်အောက်မှာလည်း Gmail လို့ရေးထားတယ်ပေါ့နော်အဲ့ဒါလေးကိုနှိပ်ချလိုက်ပါအဲ့ဒါလေးကိုနှိပ်ချလိုက်ပါနှိပ်ချလိုက်ပြီးတော့ဒီနေရာကိုရောက်သွားလိမ့်မယ်ဒီနေရာရောက်သွားပြီဆိုရင်ညာဘက်အပေါ်ဆုံးမှာဟိုမှာ Z လို့ရေးထားတဲ့အဝိုင်းလေးလူတိုင်းဒီညာဘက်အပေါ်ဆုံးအဝိုင်းလေးကိုနှိပ်ရမှာဖြစ်တယ်ညာဘက်အပေါ်ဆုံးအဝိုင်းလေးပေါ့နော်ဒီမှာပြမယ်နော်ဒီဝိုင်းလေးကိုနှိပ်ရမှာဖြစ်တယ်နော်အဲ့ဝိုင်းလေးကိုနှိပ်ချပါဟုတ်ပြီနှိပ်ပြီးသွားပြီဆိုရင်ဟိုအပေါ်ဆုံးမှာပဲအပေါ်ဆုံးထိပ်ဆုံးတက်တဲ့မှာအဲ့ဒါဒီမိမိရဲ့ email ဖြစ်ပါတယ်နော်ဒီမှာဝိုင်းပြမယ်နော်ဒါဒီမိမိရဲ့ email ဖြစ်ပါတယ်နော်နားလေဒါတနည်းပေါ့နောက်ထပ်တနည်းကတော့ဘယ်နေရာမှာရှိသေးလဲဆိုတော့ Play Store မှာလည်းသွားကြည့်လို့ရတယ်နော် Play Store အဲ့တော့ Play Store ကဒီမှာပေါ့နော် Play Store မှာသွားကြည့်လို့ရတယ်ဟုတ်ပြီနော် Play Store တဲ့ကိုဝင်မယ် Play Store ဒီမှာတော့ဖွင့်ပြီးသားဖြစ်နေလို့နော် Play Store ရဲ့ဝင်ပြီဆိုတာနဲ့ဒီနေရာကိုရောက်သွားမယ်ဒီနေရာရောက်သွားရင်သောသောလိုပဲညာဘက်အပေါ်ဆုံးကညာဘက်ဆုံးမှာဖြစ်လာအဝိုင်းလေးရှိတယ်ပြာရောင်ဝိုင်းလေးရှိတယ်နော်ဒီမှာဒီပြာရောင်ဝိုင်းလေးအဲ့ပြာရောင်ဝိုင်းလေးကိုနှိပ်ပါအပြာရောင်လေးကိုနှိပ်လိုက်တယ်ဆိုတာနဲ့ခုနကလိုပဲဟိုအပေါ်ဆုံးထိပ်မှာပေါ်လာမယ်နော်ပေါ်ဆုံးမှာပေါ်လာမယ်ဒီမှာဒါလေးအဲ့ဒါဒီမိမိရဲ့ email ဖြစ်ပါတယ်နော် email ဖြစ်ပါတယ် Gmail ကလည်း email ပါပဲ email ကလည်း Gmail ပါပဲเนาะအတူတူပဲเนาะအဲ့ဒါကိုမျက်စိလဲနေကြလို့ရှင်းပြခြင်းဖြစ်ပါတယ်တော့မိမိကိုလည်းတစ်ချိန်ကျရင်ပြန်ကြည့်လို့ရအောင်တကယ်ချင်းလည်းမသိတဲ့လူလည်းသိသွားအောင်ဒီဟာလေးကို share လုပ်ပေးတော့ပါเนาะအားလုံးပဲကျေးဇူးတင်ပါတယ်